ဇလန်ကတော့1963ခုနှစ်မှာစတင်ပါတယ်။ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားပြီဆိုပေမဲ့ကမ္ဘာကြီးကတော့ငြိမ်သက်နေသေးတာမဟုတ်ပါဘူး။ဂျာမနီနိုင်ငံကိုအနောက်နိုင်ငံတွေထိန်းချုပ်တဲ့ဘက်နဲ့ဆိုဗီယက်ယူနီယံထိန်းချုပ်တဲ့ဘက်ဆိုပြီးနှစ်ပိုင်းခွဲထားရတဲ့အချိန်မှာဒီလိုနိုင်ငံရေးတင်းမာမှုတွေပြင်းထန်နေတဲ့အချိန်မှာ CIA ရဲ့အရန်ကျွမ်းကျင်တဲ့အေဂျင့်တယောက်ဖြစ်တဲ့နာပိုလီယံဆိုလိုဟာဆိုဗီယက်ဘက်ကထိန်းချုပ်ထားတဲ့ဂျာမနီပိုင်းတွေကိုလှုပ်ဝက်ဝင်ရောက်လာပါတယ်။အဲ့ဒီမှာသူကဂါဘီဆိုတဲ့မိန်းကလေးတယောက်ကိုရှာတွေ့ပြီးသူမအတွက်မယုံနိုင်စရာသတင်းတစ်ခုကိုပြောပြလိုက်ပါတယ်။မင်းအဖေအသက်ရှင်နေသေးတယ်။အဲ့ဒီစကားကိုကြားလိုက်တဲ့ဂါဘီတယောက်လုံးဝအံ့အားသင့်သွားပါတယ်။ဘာလို့လဲဆိုတော့သူမအဖေကိုမတွေ့ရတာ16နှစ်တောင်ရှိနေပြီဖြစ်လို့ပါ။ဒါကြောင့်ဂါဘီကနာပိုလီယံကိုလိန်နေတာလို့ထင်ပြီးမင်းကငါ့အဖေကြောင့်ဘလို့သိတာလဲဆိုပြီးမေးလိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာနာပိုလီယံကအကြောင်းစုံကိုရှင်းပြပါတယ်။ဂါဘီရဲ့အဖေဟာနာဇီတွေအတွက်လှုပ်လှုပ်ခဲ့တဲ့အလွန်ထူးချွန်တဲ့သိပ္ပံပညာရှင်တယောက်ဖြစ်ပါတယ်။စစ်ကြီးပြီးတဲ့နောက်မှာလည်းသူ့ရဲ့ကျွမ်းကျင်မှုကြောင့်တခြားတစ်ဖက်ကသူ့ကိုဆက်ပြီးလှုပ်လှုပ်ခိုင်းခဲ့ပါတယ်။ဒါပေမဲ့တနေ့မှာတော့သူဟာရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။လူတိုင်းကတော့သူတည်သွားပြီလို့ပဲယူဆခဲ့ကြပါတယ်။ဒါပေမဲ့မကြသေးခင်ကသူ့ကိုပဲတဲ့မြို့မှာပြန်တွေ့လိုက်ရပါတယ်။ပိုပြီးဆိုတာကတယောက်ယောက်ကသူ့ကိုအနေနဲ့လွန်ကြီးမားတဲ့လက်နက်တစ်ခုတိစောက်ဖို့အတင်းကျပ်ခိုင်းနေတယ်လို့သတင်းရထားပါတယ်။ဒါကြောင့်နာပိုလီယံကဂါဘီကိုသူ့အဖေကိုကယ်ဖို့အကူအညီတောင်းပါတယ်။သူမသာမလိုက်ခဲ့ရင်သူမအဖေအသက်ခံနိုင်ရတယ်လို့လည်းသတိပေးပါတယ်။အချိန်မရှိတော့တာကြောင့်ချက်ချင်းသူနဲ့အတူထွက်လာဖို့ပြောပြီးအပြင်ကိုကြည့်လိုက်လို့လည်းပြောလိုက်ပါတယ်။ဂါဘီအပြင်ကိုကြည့်လိုက်တဲ့အခါလူတစ်ယောက်သူတို့ဘက်ကိုတဲတဲလျှောက်လာနေတာကိုတွေ့လိုက်ရပါတယ်။ဒီချိန်မှာတော့ဂါဘီလည်းနာပိုလီယံပြောတာကိုယုံရပြီးသူနဲ့အတူအမြန်ထွက်လာပါခဲ့တော့တယ်။ဒါပေမဲ့သူတို့ကားထွက်လာတာနဲ့နောက်ကနေကားတစ်စီးကလိုက်လာပါတယ်။ပြီးတော့တနက်နဲ့စတင်ပြစ်ခတ်ပါတော့တယ်။ကံကောင်းတာကနာပိုလီယံမောင်းလာတဲ့ကားကကြီးကမဖောင်းနိုင်တဲ့ကားဖြစ်နေတာကြောင့်သူတို့နှစ်ယောက်ဘာမှမဖြစ်ပဲဆက်ပြီးထွက်ပြေးနိုင်ခဲ့ပါတယ်။နောက်ကလိုက်လာတဲ့ကားကလည်းလွယ်လွယ်နဲ့လက်မလျှော့ပါဘူး။အချိန်တော်ကြာလိုက်လာပြီးတဲ့နောက်ဆုံးမှာတော့ကားပြတ်ကျသွားပါတယ်။ဒါပေမဲ့ကားထဲကလူကမသေးပါဘူး။ဒီလူရဲ့နာမည်ကခရူခင်ပါ။သူက KGB ရဲ့အထူးလေ့ကျင့်ထားတဲ့အေဂျင့်တယောက်ဖြစ်ပြီးနာပိုလီယံကိုဖမ်းဖို့တာဝန်ပေးထားသူပါ။ဒီနေရာမှာဇလန်ကနာပိုလီယံရဲ့အတိတ်ကိုလည်းပြန်ပြပါတယ်။စစ်အတွင်းမှာနာပိုလီယံဟာအမေရိကန်စစ်တပ်မှတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဒါပေမဲ့စစ်ကြီးပြီးတဲ့နောက်မှာတော့သူဟာတရားမဝင်လုပ်ငန်းတွေဝင်လာပြီးအမောင်ဈေးကွက်မှာခိုးယူထားတဲ့ပစ္စည်းတွေကိုရောင်းချခဲ့ပါတယ်။သူ့ရဲ့ကြမ်းကြုတ်မှုကြောင့်အကြီးစားခိုးမှုတွေထဲမှာပါဝင်လာခဲ့ပါတယ်။နောက်ဆုံးတော့နိုင်ငံပေါင်းများစွာရဲ့အာဏာပိုင်တွေကသူ့ကိုဖမ်းမိသွားပါတယ်။သူ့ရဲ့ထူးခြားတဲ့ကျွမ်းကျင်မှုတွေကိုသိသားတဲ့အခါအာဏာပိုင်တွေကသူ့ကိုရာဇဝတ်သားတယောက်အဖြစ်ထားတာထက်အေဂျင့်တယောက်ဖြစ်သုံးချတာပိုကောင်းမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့နာပိုလီယံဟာ CIA ထဲကိုရောက်လာခဲ့တာပါ။ဇလန်ကလက်ရှိချင်းကိုပြန်ရောက်လာတဲ့အခါနာပိုလီယံနဲ့ဂါဘီတို့ဆက်ပြီးထွက်ပြေးနေကြပါတယ်။ဒါပေမဲ့နာပိုလီယံသိလိုက်တာကလီလီယာကသူတို့နောက်ကိုဆက်ပြီးလိုက်နေတော့မှနာပိုလီယံကအခြေအနေကိုအမြန်တွက်ချက်ပြီးအစီအစဉ်တစ်ခုချလိုက်ပါတယ်။ဂါဘီကိုလည်းမကြောက်ဖို့နဲ့သူပြောသလိုပဲလုပ်ဖို့ပြောပါတယ်။မကြခင်မှာပဲသူတို့ကားကပိတ်မိသွားပြီးဂါဘီကတော့သူတို့ဖမ်းခံရတော့မယ်လို့ထင်သွားပါတယ်။ဒါပေမဲ့နာပိုလီယံကတော့ထူးထူးခြားခြားအေးအေးဆေးဆေးပဲရှိနေပါတယ်။သူကပြတင်းမှတ်ကိုချပြီးဂါဘီကိုသူ့နောက်လိုက်ဖို့ပြောလိုက်ပါတယ်။ပြီးတော့အနီးနားကအဆောက်အုံတစ်ခုထဲသို့ခေါ်သွားပါတယ်။အဆောက်အုံကိုဖျက်ပြီးတစ်ဖက်ထွက်ပေါက်ကနေထွက်လာတဲ့အခါ CIA အေဂျင့်တွေကအတင်းဆောင်နေကြပါတယ်။ဒါပေမဲ့အီလီယာကတော့တိုက်ခိုက်ခံရပြီးအပေါ်မှာခြေဆွဲခံထားရတဲ့အခြေအနေရောက်သွားပါတယ်။နောက်တစ်နေ့မနေ့မှာတော့နာပိုလီယံနဲ့အီလီယာနှစ်ယောက်စလုံးကိုလက်နက်စက်ရုံတစ်ခုစီခေါ်သွားပါတယ်။အဲ့ဒီမှာနှစ်ယောက်ပြန်တွေ့ကြတာနဲ့ထုံးစံအတိုင်းတယောက်နဲ့တယောက်မကြိုက်ကြတာကြောင့်စကားများပြီးရန်ဖြစ်ကြပါတော့တယ်။ KGB ရာရှိတယောက်ဝန်သားမှသာသူတို့နှစ်ယောက်ရက်သွားပါတယ်။အဲ့ဒီနောက်သူတို့ကိုရေးကြီးတဲ့သတင်းတစ်ခုပေးပါတယ်။ဂါဘီရဲ့ပျောက်ဆုံးနေတဲ့အဖေကိုအီတလီနိုင်ငံမှာပြန်တွေ့ထားပါတယ်။ပြီးတော့သူတို့ကိုအန်နီရလွန်များတဲ့လက်နက်တစ်ခုတိစောက်ဖို့အတင်းကျပ်ခိုင်းနေတယ်လို့သိရပါတယ်။သူစီမှာရှိတဲ့ဖော်မြူလာကလည်းအလွန်ရေးကြီးပြီးမှားယွင်းတဲ့လူတွေလက်ထဲရောက်သွားရင်ကမ္ဘာတစ်ဝန်းကိုအကြီးအကျယ်အန်နီဖြစ်စေနိုင်ပါတယ်။အဲ့ဒီသိပ္ပံပညာရှင်ကိုအလက်ဇန္ဒာဆိုတဲ့လူနဲ့သူ့ရဲ့ဇနီးဗစ်တိုးရီယာတို့ကဥဆောင်တဲ့ရာဇဝတ်အဖွဲ့ကထိန်းချုပ်ထားတာပါ။အခြေအနေကရန်ရေးကြီးလာတာကြောင့် CIA နဲ့ KGB နှစ်ဖက်စလုံးကဖော်မြူလာကိုမကောင်းတဲ့လူတွေလက်ထဲမကြားရောက်စီဖို့သဘောတူလိုက်ကြပါတယ်။ဒါပေမဲ့ပြဿနာတစ်ခုရှိပါတယ်။နာပိုလီယံနဲ့အီလီယာနှစ်ယောက်ကတယောက်နဲ့တယောက်လုံးဝမတည့်ကြတာပါ။ဒါပေမဲ့ဒီတစ်ခါတော့မကြိုက်လေအတူတူလှုပ်လို့ရတော့မှာပါ။သူတို့ရဲ့တာဝန်ကရှင်းပါတယ်။သိပ္ပံပညာရှင်ကိုရှာဖွေမယ်။ဖော်မြူလာကိုပြန်ယူမယ်။ပြီးတော့ရာဇဝတ်အဖွဲ့ကိုတားဆီးမယ်။အစီအစဉ်ရအီလီယာနဲ့ဂါဘီတို့ကစီးစက်ထားတဲ့ဇုံတွဲဖြစ်ဟန်ဆောင်ရမှာဖြစ်ပြီးနာပိုလီယံကတော့အမှုပညာပစ္စည်းရောင်းဝယ်သူအဖြစ်ဟန်ဆောင်ပြီးဗစ်တိုရီယာနဲ့နီးကပ်အောင်လုပ်ရမှာပါ။ဂါဘီကတော့အစမှဒီအစီအစဉ်ကိုမကြိုက်ပါဘူး။ဒါပေမဲ့ကဘာကြီးအတွက်အနေအကြီးတဲ့အခြေအနေဖြစ်နေတာကြောင့်နောက်ဆုံးမှသဘောတူလိုက်ပါတယ်။ဒီလိုနဲ့သူတို့အဖွဲ့အီတလီကိုရောက်လာပါတယ်။ရောက်ချင်းမှာပဲသူတို့ကိုတစုံတစ်ယောက်ကစောင့်ကြည့်နေတယ်လို့တန်တရားရှိလာပါတယ်။နာပိုလီယံကအီယာကိုသတိထားဖို့ပြောပေမဲ့အီလီယာကတော့အသိဂရုမစိုက်ပါဘူး။မကြခင်မှာပဲသူတို့ကိုလူတချို့ကဓာတ်နဲ့ချင်းချောက်ပြီးပစ္စည်းတွေတောင်းပါတော့တယ်။အီလီယာရဲ့နာယီနဲ့ဂါဘီရဲ့ဆေးဆက်လက်စွပ်ကိုပါတောင်းပါတယ်။ဂါဘီကလက်စွပ်ကိုပေးလိုက်ပေမဲ့အီလီယာကသူ့နာယီကိုမပေးချင်ပါဘူး။အဲဒါကြောင့်သူတို့ကအီလီယာကိုစော်ကားလာပါတော့တယ်။ဂါဘီကအချိန်မဆိုးအောင်တားပေမဲ့အီလီယာရဲ့ဒေါသကမထိန်နိုင်တော့ပဲလူတစ်ယောက်ကိုပါရိုက်လိုက်ပါတယ်။ဒါပေမဲ့နောက်တစ်ယောက်ကတနက်ထုတ်လိုက်တဲ့အခါအီလီယာလည်းမတတ်နိုင်တော့ပဲနာယီကိုပေးလိုက်ရပါတယ်။
လူတွေထွက်သွားပြီးတဲ့နောက်နာပိုလီယံရောက်လာပြီးအီလီယာကိုချင်းဒီကိုကောင်းကောင်းကင်တွယ်နိုင်ခဲ့တယ်ဆိုပြီးစားနှပ်ပါတယ်ဒါပေမဲ့အီလီယာကတော့လုံးဝမရနိုင်ပါဘူးဘာလို့လဲဆိုတော့အဲ့ဒီနိုင်ကသူ့အဖေပေးခဲ့တဲ့နိုင်ဖြစ်နေလို့ပါအဲ့ဒီနောက်သူတို့ဟာတဲခုမဲ့နေရာကိုရောက်လာပါတယ်နာပိုလီယံကတော့အခန်းထဲကိုဝင်ပြီးဝန်ထမ်းတွေနဲ့စကားပြောရင်းသတင်းအချက်အလက်တွေကိုနေမာပန်းတော့စာစုဆောင်းနေပါတယ်တစ်ဖက်မှာတော့ဂါဗီကအီလီယာကိုဆက်ပြီးစားနှောက်နေပါတယ်ရက်တော့ပြီးနောက်သူမကပိုပြီးရဲတက်လာပြီးအီလီယာနဲ့စကားများကြပါတယ်နောက်ဆုံးတော့နှစ်ယောက်သားရန်ဖြစ်ရင်ဂါဗီကအီလီယာကိုနမ်းမလို့ဖြစ်သွားပြီးအိပ်ပျော်သွားပါတယ်နောက်တစ်နေ့မနက်နာပိုလီယံနိုးလာတဲ့အခါအခန်းထဲမှာထူးဆန်းတာတစ်ခုကိုသတိထားမိပါတယ်သူအခန်းထဲမှာလိုဝက်အတန်ဖန်းဆက်တွေရှိနေတာပါတစုံတစ်ယောက်ကသူတို့ကိုလိုဝက်စောင့်ကြည့်နေပါတယ်ပိုပြီးစိတ်ဝင်စားစရာကအတန်ဖန်းထားတဲ့အရာတွေကယူရှားဘာသာနဲ့ဖြစ်နေပါတယ်ဒါကြောင့်နာပိုလီယံက KGB ပါဝင်ပတ်သက်နေတယ်လို့တန်တရားရှိပါတယ်အီလီယာကလည်းသူ့အခန်းထဲမှာလားတူပစ္စည်းတွေရှိနေတာကိုသိလိုက်ရပါတယ်အဲ့ဒီခါမှာတော့သူတို့နှစ်ယောက်ဟာတယောက်ရဲ့အခန်းကိုတယောက်ကလိုဝက်စောင့်ကြည့်ထားကြတာကိုသိလိုက်ရပါတယ်ဒါပေမဲ့အခုချိန်မှာအဲ့ဒီကိစ္စကိုဆက်မစင်းစားနိုင်သေးပါဘူးဘာလို့လဲဆိုတော့ရန်သူတွေကျင်းပတဲ့အရေးကြီးပါတီတစ်ခုကိုသူတို့တက်ရောက်ရမှာဖြစ်လို့ပါပါတီဝင်ပေါက်မှာနာပိုလီယံကိုဖိတ်စာမပြနိုင်လို့လုံခြုံရေးကတားပါတယ်အဲ့ဒီထဲကလူတစ်ယောက်ကသူ့ကိုယ်တောင်ပါရိုက်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲဗီတိုရီးယားရောက်လာပါတယ်နာပိုလီယံကချက်ချင်းဖိတ်စာကိုထုတ်ပြလိုက်ပြီးအခြေအနေကိုပြန်ထိန်းလိုက်ပါတယ်တစ်ဖက်မှာတော့အီလီယာနဲ့ဂါဘီရဲ့ဦးလေးနဲ့တွေ့နေပါတယ်အီလီယာကသူ့ဦးလေးရဲ့ရုရှားတွေကိုတောင်ပြောင်ပြောဆိုတဲ့အပြုအမူကိုမကြိုက်ပါဘူးတခြားတစ်ဖက်မှာတော့နာပိုလီယံကသူ့တာဝန်ကိုစတင်လုပ်နေပါပြီသူကဗီတိုရီးယားနဲ့နီးကပ်အောင်ကြိုးစားပါတယ်သူ့ရဲ့လက်လွတ်ကျန်းကျင်မှုကိုအသုံးပြုပြီးဗီတိုရီးယားရဲ့လက်ကောက်ကိုမတိမတာယူလိုက်ပါတယ်နောက်တစ်ခါမှပဲပြန်ပေးလိုက်ပါတယ်ဗီတိုရီးယားအတွက်တော့ဒါဟာစိတ်ဝင်စားစရာလက်လက်ပြောက်ွက်တစ်ခုလိုဖြစ်သွားပါတယ်နပိုလီယံကလည်းသူ့အတေအကြောင်းတွေကိုအမှုပညာစုဆောင်းသူတယောက်လိုဟန်ဆောင်ပြီးပြောပြပါတယ်ဗီတိုရီးယားကလည်းတဖြည်းဖြည်းနဲ့နာပိုလီယံကိုစိတ်ဝင်စားလာပါတယ်နောက်ဆုံးမှာတော့သူမကနာပိုလီယံကိုသူမရဲ့အဖေဝင်နေနဲ့တွေ့ပြီးလိုက်ပါတယ်တစ်ချိန်တည်းမှာပဲဗီတိုရီးယားရဲ့ခင်ဝင်အလက်ဇန္ဒာကပြိုင်ကားနဲ့ရောက်လာပါတယ်ဂါဘီကတော့သူ့ဦးလေးကိုအဖေเจ้าမေးပေမဲ့ဦးလေးကဘာမှမသိဘူးလို့ပဲပြောပါတယ်ဒါပေမဲ့သူတို့မသိတာကအဲ့ဒီအချိန်မှာအီလီယာကအနီးနားကနေနားထောင်နေရတာပါနောက်ပိုင်းမှာအီလီယာကနာပိုလီယံကိုဓာတ်ပုံတချို့ပြပါတယ်အဲ့ဒီဓာတ်ပုံတွေမှာဗီတိုရီးယားဟာရေဒီယိုသတ္ထုကြွပစ္စည်းတွေနဲ့ဆက်နွယ်နေရဆိုတာကိုပြနေပါတယ်ဒါကြောင့်ဗီတိုရီးယားဟာအန်နေရှိတဲ့လက်နက်တစ်ခုနဲ့တကယ်ပဲပတ်သက်နေတယ်ဆိုတာပိုပြီးသိကြလာပါတယ်နာပိုလီယံနဲ့အီလီယာနှစ်ယောက်လည်းဗီတိုရီးယားရှိတဲ့နေရာတွေကိုလိုဝက်ဝင်ရောက်ပြီးဆုံးဖြတ်လိုက်ပါတယ်အတွင်းထဲရောက်တဲ့အခါအဆမှာတော့ဘာမှမတွေ့ပါဘူးဒါပေမဲ့ရုတ်တရက်အီလီယာကလုံခြုံရေးတယောက်ဝတ်ထားတဲ့နိုင်ကိုသတိထားမိပါတယ်သူကအဲ့ဒီလူကိုလဲကျအောင်လုပ်ပြီးနိုင်ကိုကြည့်လိုက်တဲ့အခါသူ့နိုင်မဟုတ်မှန်းသိလိုက်ရပါတယ်နောက်ထပ်ရှာဖွေရင်းသူတို့ကလိုဝက်ခလုတ်တစ်ခုကိုတွေ့သွားပါတယ်ခလုတ်ကိုနှိပ်လိုက်တဲ့အခါမြေအောက်ကိုဆင်းသွားတဲ့လိုဝက်လမ်းတစ်ခုပွင့်လာပါတယ်နှစ်ယောက်သားကအောက်ကိုဆင်းသွားတဲ့အခါကြီးမားတဲ့တန်တစ်တာတစ်ခုကိုတွေ့လိုက်ရပါတယ်နာပိုလီယံကဖုံးဖို့လုံနေတဲ့အချိန်မှာအီလီယာကအန်ရရှိနိုင်တယ်လို့သတိပေးပါတယ်ဒါပေမဲ့ဖွင့်လိုက်တာနဲ့အချက်ပေးစံထွက်ပေါ်လာပါတော့တယ်လုံုံကြီးတွေကချက်ချင်းပြေးလာတာကြောင့်သူတို့နှစ်ယောက်လည်းအမြန်ဆုံးထွက်ပြေးသွားကြပါတော့တယ်အတွင်းမှာအရေးကြီးတာတစ်ခုမှမရလိုက်ပေမဲ့အပြင်ထွက်လာတဲ့အချိန်မှာတော့တနက်တွေနဲ့အပြင်းထန်ပစ်ခတ်ခံရပါတယ်အီလီယာကအရင်ခုန်ချပြီးနာပိုလီယံကိုလည်းလိုက်လာဖို့ပြောပါတယ်နာပိုလီယံကအနီးကဒေသတစ်ချောင်းကိုယူပြီးခုန်ချလိုက်ပါတယ်နောက်ဆုံးသူတို့နှစ်ယောက်စပီးဘုတ်တစ်စီးနဲ့ထွက်ပြေးကြပါတယ်ဒါပေမဲ့ရန်သူတွေကလိုက်ပြီးပစ်ခတ်နေသေးပါအဲ့ဒီအချိန်မှာနာပိုလီယံရေထဲကျသွားပါတယ်အီလီယာကတော့အဲ့ဒါကိုမသိဘဲဆက်မောင်းသွားပါတယ်နာပိုလီယံကရေထဲကနေကမ်းပေါ်တက်ပြီးဖျက်သွားတဲ့ကားတစ်စီးပေါ်တက်လိုက်ပါတယ်ကားထဲမှာအဆောက်အဦနဲ့ဝိုင်တွေတွေ့တာနဲ့အချင်းကြီးကအရန်အန်ရများနေတာတောင်သူကအေးအေးဆေးဆေးစားတော့နေပါတယ်အဝေးကကြည့်လိုက်တော့အီလီယာကတော့ရန်သူတွေရဲ့ပြစ်ခတ်မှုကိုရှောင်နေရပါတယ်နောက်ဆုံးမှာအီလီယာရဲ့လေပြတ်သွားပြီးသူလည်းရေထဲမှာဒုက္ခရောက်နေပါတယ်ဒီအချိန်မှာတော့နာပိုလီယံကသူ့ကိုကယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်တစ်ဖက်မှာတော့အလက်ဇန္ဒာကသူတို့ရဲ့လိုဝက်တစ်တာဖောက်ခံထားရတာကိုသိသွားပါတယ်ဒါကြောင့်ဗီတိုရီးယားကိုချက်ချင်းအကြောင်းကြားပါတယ်ဗီတိုရီးယားကနာပိုလီယံကိုတန်တရားဝင်လာပြီးဖုံးဆက်ပေမဲ့နာပိုလီယံကဖုံးမကင်ပါဘူးဒါနဲ့ဗီတိုရီးယားကသူ့လူတွေနဲ့ဟိုတယ်ကိုတန်းသွားပါတယ်သူတို့ရောက်တဲ့အချိန်မှာနာပိုလီယံနဲ့အီလီယာတို့ကအခန်းထဲပြန်ရောက်နေပါပြီဗီတိုရီးယားကအခန်းတော်ကိုယူပြီးနာပိုလီယံရဲ့အခန်းကိုဝင်လာပါတယ်အဲ့ဒီအချိန်မှာနာပိုလီယံကရေချိုးခန်းထဲကထွက်လာတာကိုသူမှတွေ့လိုက်ရပါတယ်ဒါပေမဲ့ဗီတိုရီးယားကသူ့လူတွေကိုအပြင်ထွက်ခိုင်းပြီးတကားပေးလိုက်ပါတယ်တစ်ဖက်မှာတော့ဂါဘီကိုသူမရဲ့ဦးလေးကထပ်ပြီးတွေးဖို့ခေါ်ထားပါတယ်အီလီယာကဂါဘီရဲ့လိုဝက်ဆက်သွယ်ရေးဆက်ပြတ်နေတာဆိုတာသိပြီးပြင်ပေးနေပါတယ်ဒီလိုအနီးကပ်ချိန်မှာတော့အီလီယာနဲ့ဂါဘီကြားမှာမမြင်သာပေမဲ့ခံစားချက်တစ်ခုတဖြည်းဖြည်းပေါ်လာပါတယ်အဲ့ဒီချိန်မှာနာပိုလီယံရောက်လာပြီးမစ်ရှင်ဆက်လုပ်ရမယ်လို့သတိပေးပါတယ်ဂါဘီထွက်သွားပြီးတဲ့နောက်အီလီယာက
သူမနောက်ကိုတိုက်တေးလေးလိုက်သွားပါတယ်။ဂါဘီကသူ့ဦးလေးကိုတိုက်ရိုက်မိပါတယ်။ငါအဖေအသက်ရှင်နေတယ်ဆိုတာငါသိတယ်လို့ပြောပါတယ်။စကားပြောနေတော့မှဦးလေးကမတော်တဆတန်တရားဖြစ်စရာစကားတစ်ခွန်းပြောလိုက်မိပါတယ်။အဲ့ဒီစကားကိုအီလီယာကသူ့ရဲ့ဆက်သွယ်ရေးဆက်ကနေကြားလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲနာပိုလီယံကဗစ်တိုးရီးယားရဲ့ရုံးခန်းကိုရောက်သွားပါတယ်။ဒါပေမဲ့အဲ့ဒီမှာနာပိုလီယံအတွက်မမျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်လာပါတယ်။ဗစ်တိုးရီးယားကသူ့နားကိုလာပြီးသူ့ရဲ့နာမည်မှန်ကိုခေါ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာနာပိုလီယံနားလည်သွားပါပြီ။သူ့ရဲ့အထောက်အထားပေါ်သွားပြီဆိုတာနာပိုလီယံကသူ့ချိုရီထဲမှာတစ်ခုခုထည့်ထားတယ်လို့တန်တရားဝင်လာပါတယ်။နောက်ပိုင်းမှာအမန်တရားကပိုပြီးရှုပ်ထွေးလာပါတယ်။ဂါဘီကိုတိုင်ကသူ့အဖေစီရောက်ဖို့အတွက်အစီအစဉ်တစ်ခုလုပ်ခဲ့တာပါ။သူမကနာပိုလီယံနဲ့အီလီယာအကြောင်းတွေကိုဦးလေးစီပြောပြပြီးဦးလေးကအဲ့ဒီသတင်းတွေကိုဗစ်တိုးရီးယားစီပြန်ပေးခဲ့ပါတယ်။အဲ့ဒီကျိုးဆက်ကြောင့်နာပိုလီယံတယောက်ဗစ်တိုးရီးယားလက်ထဲဖမ်းခံလိုက်ရပါတယ်။ပြီးတော့သူ့ကိုနေရာတစ်ခုစီခေါ်သွားပြီးလျှက်စစ်နဲ့နှိပ်စက်ပါတော့တယ်။တစ်ဖက်မှာတော့ဂါဘီကသူ့အဖေကိုထိန်းသိမ်းထားတဲ့နေရာစီသွားနေပါတယ်။အဲ့ဒီအချိန်မှာအီလီယာကအချိန်မီရောက်လာပြီးဂါဘီရဲ့ဦးလေးနာပိုလီယံကိုတက်တော့မဲ့အချိန်မှာကယ်တင်လိုက်ပါတယ်။ပြီးတော့သူတို့နှစ်ယောက်ကဂါဘီရဲ့ဦးလေးကိုဖမ်းထားပြီးအချက်လက်တွေမေးကြပါတယ်။ဖီအားပေးမေးမြန်းပြီးတဲ့နောက်သူကအရေးကြီးတဲ့အချက်တစ်ခုကိုပြောပြလိုက်ပါတယ်။ဘုံကတိဆောက်ပြီးသွားပြီ။မကြာခင်မှာပဲအဲ့ဒီဘုံကိုကျွန်းတကျွန်းစီပို့တော့မှာပါ။ဒီသတင်းကြောင့်နာပိုလီယံနဲ့အီလီယာတို့အချိန်မရှိတော့မှန်းသိလိုက်ကြပါတယ်။ကျွန်းကိုရောက်ဖို့အတွက်ရဟတ်ယာဉ်တစ်စီးလိုအပ်လာပါတယ်။တစ်ချိန်တည်းမှာပဲဂါဘီကသူ့ဖေစီကိုရောက်သွားပြီးနှစ်ပေါင်းများစွာကွဲကွာနေရတဲ့သားဖန်နှစ်ယောက်ပြန်လည်ဆုံတွေ့ကြပါတယ်။သူ့ဖေကလည်းဖြစ်ခဲ့သမျှအတွက်ဂါဘီကိုတောင်းပန်ပါတယ်။ဒါပေမဲ့ဒီမရှင်ရဲ့နောက်ကွယ်မှာအမှန်တကယ်ဘာတွေဖြစ်နေသလဲဆိုတာကိုမကြခင်သိလာရပါတယ်။အလက်ဇန်နာနဲ့အေဒရီယန်ဆန်နာတို့ကဒီမရှင်ဟာနှစ်ပေါင်းများစွာလှုပ်ဝက်လှုပ်ဆောင်လာခဲ့တဲ့အစီအစဉ်တစ်ခုဖြစ်ကြောင်းပြောပြပါတယ်။ဗီဒင်ထောက်လန်းရေး CIA ရဲ့ KGB တို့လိုအဖွဲ့အစည်းတွေပါတစ်ဖက်ထဲကပူးပေါင်းပြီးအန်ရရှိတဲ့နာဇီအဖွဲ့အစည်းတွေကိုတားဆီးဖို့ကြိုးစားနေကြတာပါ။ပိုပြီးအံ့အားသင့်စရာကဂါဘီကိုတိုင်လည်းဒီအစီအစဉ်ထဲမှာလှုပ်ဝက်ပူးပေါင်းထားသူဖြစ်နေပါတယ်။အရာအလုံးကိုလှုပ်ဝက်ထားရတဲ့အကြောင်းကနာပိုလီယံနဲ့အီလီယာတို့ဟာဒီမရှင်ကိုအောင်မြင်အောင်ပြီးမြောက်နိုင်လောက်တဲ့အရေးချင်းရှိတယ်လို့ယုံကြည်ထားလို့ပါ။ဒါပေမဲ့အခုချိန်မှာတော့အရေးကြီးဆုံးကဘုံကိုရှာဖွေပြီးတားဆီးဖို့ပါ။ပြီးတော့ဂါဘီကိုလည်းအသက်ရှင်အောင်ကာကွယ်ရမှာပါ။သူတို့ဟာနောက်ဆုံးမှာတင်မောကြီးတစ်စီးစီရောက်လာပါတယ်။ဂါဘီကသူ့အဖေကိုဘုံကိုရက်တန်းဖို့တောင်းဆိုပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီဘုံကကဘာကြီးတွေအလွန်အန္တရာယ်ကြီးမားတဲ့အန္တရာယ်ဖြစ်နိုင်လို့ပါ။ဒါပေမဲ့အဲ့ဒီချိန်မှာပဲဗစ်တိုးရီးယားရောက်လာပါတယ်။သူမကဂါဘီရဲ့အဖေကိုအလုပ်ဆက်လုပ်ဖို့အတင်းကျပ်ခိုင်းပြီးမလုပ်ရင်ဂါဘီကိုတက်မယ်လို့ချင်းချောက်ပါတယ်။အချိန်ကလည်းတနာရီပဲပေးထားပါတယ်။ဂါဘီရဲ့အဖေကနောက်ဆုံးမှလိုအပ်တဲ့ဖော်မြူလာကိုထုတ်ပေးလိုက်ပါတယ်။ဒါမှပဲဖော်မြူလာကိုပေးပြီးတဲ့အချိန်မှာသူဟာတနက်နဲ့ပြစ်ခံလိုက်ရပါတယ်။ဗစ်တိုးရီးယားကတော့အဲ့ဒီဖော်မြူလာပါရှိတဲ့ disk တွေကိုယူပြီးထွက်ပြေးသွားပါတယ်။အချိန်ကြီးကလုံးဝထိမနိုင်တော့ပါဘူး။အဲ့ဒီအချိန်မှာနာပိုလီယံကအလက်ဇန်နာဟာဘုံကိုတည်ဆောင်သွားနေတာကိုတွေ့လိုက်ပါတယ်။ဒါနဲ့အီလီယာကိုချက်ချင်းကြောင်းကြားပါတယ်။နာပိုလီယံကကားနဲ့လိုက်ပြီးအီလီယာကလည်းတခြားဘက်ကနေလိုက်ပါတော့တယ်။ရန်သူတွေကလွတ်မြောက်ဖို့ကြိုးစားနေပြီးသူတို့၃ယောက်ကြားမှာအပြင်းထန်လိုက်လံတိုက်ခိုက်မှုကြီးဖြစ်ပါတော့တယ်။အီလီယာကရောက်လာပြီးပြစ်ခတ်ပြီးမဲ့ရန်သူကပြန်လည်တိုက်ခိုက်လိုက်တာကြောင့်အီလီယာကဆိုင်ငယ်ပေါ်ကနေပြုတ်ကျသွားပါတယ်။အဲ့ဒီအချိန်မှာနာပိုလီယံရောက်လာပြီးဂါဘီကိုတင်းတင်းကျပ်ကျပ်ခိုင်းထားဖို့ပြောပါတယ်။ပြီးတော့သူကားနဲ့ရန်သူကားကိုတိုက်ပစ်လိုက်ပါတယ်။ကားနှစ်စီးလုံးအချိန်နဲ့လမ်းကျသွားပြီးမဲ့နာပိုလီယံကတော့ဂါဘီကိုရင်ဆုံးကယ်ထုတ်လိုက်ပါတယ်။ဒါပေမဲ့ရန်သူကထပ်ပြီးနာပိုလီယံကိုတနက်နဲ့ပြစ်ဖို့လုပ်ပါတယ်။အဲ့ဒီအချိန်မှာအီလီယာကအချိန်မီရောက်လာပြီးရန်သူကိုတားဆီးလိုက်ပါတယ်။အချိန်တွေကိုပြန်စဉ်းစားကြည့်တဲ့အခါသူတို့သိလိုက်ရတာကတကယ်ဘုံကတင်မောနဲ့ထွက်သွားပြီးသားပါ။ပြဿနာကစိတ်ကန်းကနေတင်မောပေါင်းယာနီးပါးထွက်ခါသွားပြီးဖြစ်လို့ဘယ်တင်မောပေါ်မှာဘုံပါသွားတဲ့ဆိုတာရှာရလွန်ခတ်ပါတယ်။ဒါပေမဲ့နာပိုလီယံကတခုကိုသတိရသွားပါတယ်။သူဗစ်တိုးရီးယားရုံးခန်းမှာတွေ့ခဲ့တဲ့တင်မောတပ်ပုံမှာအဲ့ဒီတပ်ပုံကိုခြေခံပြီးသူတို့နောက်ဆုံးမှာဗစ်တိုးရီးယားရဲ့တင်မောကိုခြာတွေ့သွားပါတယ်။ဒါပေမဲ့တင်မောကပလင်ကတော့ဗစ်တိုးရီးယားဒီတင်မောပေါ်မှာမရှိဘူးလို့ညင်းဆိုပါတယ်။ဒီအချိန်မှာနာပိုလီယံကသူ့ရဲ့နောက်ဆုံးစီစဉ်ကိုစတင်ပါတယ်။သူကရေဒီယိုကနေသတင်းတစ်ခုထုတ်လွှင့်လိုက်ပါတယ်။အလက်ဇန်နာတည်သွားပြီလို့သတင်းလွှင့်လိုက်တာပါ။ဒီသတင်းကိုကြားတဲ့ဗစ်တိုးရီးယားတယောက်ဒေါသထွက်ပြီးနာပိုလီယံကိုပြန်လည်တုံ့ပြန်ပါတယ်။အဲ့ဒီချိန်မှာနာပိုလီယံကသူမရဲ့တင်နီယာကိုခြာတွေ့ပြီးသားဖြစ်ကြောင်းပြောလိုက်ပါတယ်။ပြီးတော့မကြာခင်မှာပဲဒုံးကျည်တစ်စင်းတင်မောစီကိုဥတီလာနေပြီလို့သတိပေးလိုက်ပါတယ်။ဗစ်တိုးရီးယားအတွက်တော့ထွက်ပြေးဖို့ချိန်မရှိတော့ပါဘူး။နောက်ဆုံးမှာဒုံးကျည်ကတင်မောကိုထိမှန်သွားပြီးဗစ်တိုးရီးယားနဲ့သူမရဲ့စီစဉ်တစ်ခုလုံးပျက်စီးသွားပါတော့တယ်။အန်နီကြီးကတော့နောက်ဆုံးမှအဆုံးသက်သွားပါပြီ။ဒါပေမဲ့နာပိုလီယံနဲ့အီလီယာတို့အတွက်တော့ဇလန်းကမပြီးဆုံးသေးပါဘူး။ဟိုတယ်ကိုပြန်ရောက်တဲ့အချိန်မှာအီလီယာစီကိုအထက်လူကြီးစီကဖုံးဝင်လာပါတယ်။ပြဿနာကနျူကလ িয়ার လက်နက်ဖော်မြူလာရဲ့စိတ်ပိုင်းတစ်ခုပျောက်ဆုံးနေပြီးအဲ့ဒီအရာကနာပိုလီယံစီမှာရှိနေတယ်လို့ယူဆထားပါတယ်။
ဒါကြောင့်အီလီယာကိုအမိန့်ပေးလိုက်ပါတယ်။နာပိုလီယံကိုတက်ပြီးဖော်မြူလာကိုပြန်ယူလာခဲ့။အီလီယာအတွက်တော့အခုချိန်မှာလွန်ခတ်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်လာပါတယ်။သူနာပိုလီယံရဲ့အခန်းထဲကိုဝင်လာပါတယ်။နာပိုလီယံကလည်းအီလီယာရဲ့အပြုအမူကိုချက်ချင်းသတိထားမိလိုက်ပါတယ်။နှစ်ယောက်စလုံးကလက်နက်ကိုင်မှုပြင်နေကြပါတယ်။အဲ့ဒီချိန်မှာနာပိုလီယံကရုတ်တရက်တစ်ခုခုကိုအီလီယာစီလွန့်ပေးလိုက်ပါတယ်။အဲ့ဒါကအီလီယာရဲ့ဖေးပေးခဲ့တဲ့နာယီပါ။နာပိုလီယံကအရင်ကပြန်ယူထားခဲ့တဲ့နာယီကိုသူ့စီပြန်ပေးလိုက်တာပါ။ဒီချိန်မှာတော့နှစ်ယောက်ကြားကရန်သူဆိုတဲ့ခံစားချက်ထက်မိတ်ဆွေဆိုတဲ့ခံစားချက်ကပိုအောက်ကောင်းလာပါတယ်။သူတို့နှစ်ယောက်တိုက်ခိုက်မဲ့စားအပြင်ထွက်ပြီးဖော်မြူလာရဲ့ကြံစည်နေတဲ့အပိုင်းကိုမိရှုပစ်လိုက်ပါတယ်။ဒါကြောင့်အဲ့ဒီအန်ဒီရှိရဲ့ဖော်မြူလာဟာနောက်ထပ်ဘယ်တော့မှအသုံးပြုလို့မရတော့ပါဘူး။အဲ့ဒီနောက်အလက်ဇန္ဒာရောက်လာပြီးသူတို့နှစ်ယောက်ကိုချီးကျူးပါတယ်။ဖော်မြူလာကိုဖျက်ဆီးလိုက်တာဟာနောက်လာမဲ့ကမ္ဘာပရိပက္ခကြီးတစ်ခုကိုကာကွယ်နိုင်ခဲ့တာဖြစ်ကြောင်းပြောပြပါတယ်။ဒါပေမဲ့အဆုံးမှာတော့ပိုပြီးအားအသင့်စရာသတင်းတစ်ခုရှိနေပါသေးတယ်။ CIA နဲ့ KGB နှစ်ဖက်စလုံးရဲ့ခေါင်းဆောင်တွေဟာဆုံးဖြတ်ချက်တစ်ခုချထားပါတယ်။နာပိုလီယံဆူလိုနဲ့အီလီယာခရူကင်တို့ကိုနောက်ထပ်မစ်ရှင်တွေမှာလည်းအတူတူလိုခိုင်းတော့မှာပါ။တစ်ချိန်ကတယောက်ကိုတယောက်မယုံကြည်နိုင်အောင်မုန်းတီးခဲ့ကြတဲ့ CIA အေဂျင့်နဲ့ KGB အေဂျင့်တွေဟာအခုတော့အဖွဲ့တစ်ခုတည်းလို့ပူးပေါင်းပြီးအန်နီယာကိုရင်ဆိုင်သွားတော့မှာပါ။ဒီလိုနဲ့နာပိုလီယံနဲ့အီလီယာတို့ရဲ့ပထမဆုံးမစ်ရှင်ကြီးကတော့အောင်မြင်စွာနဲ့ဆုံးသက်သွားပါတော့တယ်။